ရောအတွင်းဝင်ဥဖိုးလိုင်ဟုထင်ရှားလာပုံမောင်လိုင်တယောက်အသက်23နှစ်ထဲရောက်လာပြီဖြစ်သည့်1914ခုနှစ်နဒေါ်လတွင်အမေရပူရနေပြည်တော်၌နိုင်ငံရေးအပြောင်းအလဲဖြစ်ရန်ဖြစ်ရတစ်ခုဖန်လာသည်ဖြစ်ချင်တော့အမေရပူရမြို့တော်၏အနောက်ပြင်ရှိအိမ်တဲအိမ်ကိုဓမြတိုက်သည်ပူရီဆိုးသွားသည်ကအင်ရှင်မှာပကံမင်းငယ်စဉ်ကအထင်းတော်ဖြစ်သည်မင်းတုံးကနောင်ဆန့်ကျင်ရေးအင်အားစုအတွက်အကွက်ကောင်းတစ်ခုရသွားသည်ဓမြလူဆိုးများသည်မင်းတို့ကနောင်တို့ဤလူများဖြစ်သည်ထီနန်းကိုလည်းအန္တရာယ်ပြုလာနိုင်သည်ဟုဘီရင်ကိုမကန်လျှောက်တင်ကြသည်အတိညာကင်းမဲ့သည့်ဘီရင်ကလည်းအာနာအတွက်ရတက်ဖြာသူဖြစ်သည်ဖြင့်ယုံကြည်သည်မင်းတို့မင်းသားနှင့်ကနောင်မင်းသားတို့သည်မင်းဘေးသိမည်စိုးရင်သည့်အတွက်ကုန်းပေါင်ဆက်အစပြိုးရာရွှေဘိုမြို့သို့အလုံးအင်းဖြင့်ထွက်ခွာခဲ့ရသည်ရေများရေနိုင်မိများမိနိုင်သဘောကိုကျင့်သုံးပြီးရွှေဘိုကိုမြို့တော်အဖြစ်ပြန်လဲတည်ဆောက်၍နောင်တော်ကိုပုံကန်ချားနာကြသည်အင်္ဂလိပ်နှင့်စစ်ပြေငိမ်းထားပြီးအမေရပူရမြို့တော်ကိုတိုက်ခိုက်ခဲ့ရာတပေါင်းလတွင်အောင်မြင်ခဲ့သည်မင်းတို့ကနောင်တို့ဤတပ်မတော်တွင်ရဟန်းလူထွက်အများအပြားပါဝင်တဲ့ကဲ့သို့လက်ယုံရည်တက်တဲ့သမားတွေလည်းပါဝင်ခဲ့သည်နှလုံးရည်သမားအဖြစ်အတိုင်ပင်ခံမောင်းလိုက်ကင်းဝင်မင်းကြီးလောင်းမောင်ကောင်းတို့ကတစုစာတက်ပညာရှိပေါ်တိုင်းပြည်ကိုညင်ဝိပြပြအောင်မလုပ်နိုင်လက်ယုံရည်ရှိမှသာရန်သူများကမတော်လန်ဝင့်ဒါကြောင့်ဖိနှိပ်အုပ်ချုပ်ထားရမည်ဟုအမြဲကြွားလုံးထုတ်သူဦးအောင်မင်းနှင့်မင်းနှုံးကနောင်ညီနောင်ကိုရေကူးပြီးကဲဘူးသည့်ကျေးဇူးကြောင့်အရေးပေးခံရသူဦးလုံးတို့ကတစုထိုကဲ့သို့နောက်လိုက်နောက်ပါစုံလင်စွာဖြင့်မင်းတုံးမင်းသည်1914ခုနှစ်နေယုံလာဇန်12ရက်တွင်ရွှေဘိုမြို့နန်းရင်ပြင်၌ဘီရင်ဖြစ်လာခဲ့သည်ညီတော်ကနောင်မင်းသားကိုလည်းလှိုင်ထိတ်ခေါင်တင်မင်းသမီးနှင့်ထိမ်းများပေးပြီးအင်းရှိဆန်ခန့်အပ်တော်မူခဲ့သည်မင်းတုံးမင်းသည်အောင်မြေဖြစ်သည့်ရတနာသိမ်ကရွှေဘိုတွင်ခိတ္တဆန်နေစဉ်အတိုင်ပင်ခံမောင်လိုင်အားမင်းလာစီသူဘွဲ့ကိုပြီးပြီးရောမြို့ကိုစားစေသည်နောင်ခါတွင်ရောအတွင်းဝင်ဥဖိုးလိုင်ဟုထင်ရှားလာရခြင်းသည်ပထမဦးဆုံးချီးမြှင့်ခဲ့ရသည့်ရောမြို့စားယာဒူးကြောင့်ပင်ဖြစ်သည်နောက်တိုးတာဝန်များအဖြစ်မြင့်တက်အခွန်ကောက်ယာဒူးကိုလည်းရရှိခဲ့သည်10လအကြာတွင်ရွှေဘိုမြို့တော်ကိုရွှေဘိုမှအမရပူရသို့ပြောင်းရွှေ့ခဲ့သည်